မြန်မာတွေရဲ့လူနေမှုစရိုက်ကမိဘတွေကသားသမီးတွေကိုအမြဲတမ်းကျွေးမွေးပြီးတဖွာမကွာနေစင်ကြတဲ့မြန်မာတွေရဲ့ဒီရိုးရာစရိုက်တစ်ခုရှိတယ်ရိုးရာစရိုက်ရှိတော့မိဘတွေရဲ့အရေးကိုခိုးပြီးတော့ဒီကလေးသူငယ်တွေဟာလူငယ်လူရွယ်တွေဟာမိဘအရေးကိုပြီးတော့မိဘကြွေးတာစားပြီးတော့ဘာဖြစ်လာတော့လူပြင်းနေဖြစ်ကုန်သူတို့ကိုယ်တိုင်စီးပွားရှာနိုင်စွမ်းမရှိကြတော့တခြားလူမျိုးတွေကြည့်အရွယ်မရောက်ခင်ကတည်းကလှုပ်တက်ခိုင်နှံ့အောင်ဆိုပြီးတော့ခိုင်းတယ်အရွယ်လေးရောက်လာပြီဆိုရင်ကိုယ့်အိမ်တော်မနေခိုင်းဘူးတခြားနေရာကိုလွတ်ပြီးတော့သူများစီမှာအလုပ်လုပ်ခိုင်းတဲ့အားတွေတောင်ရှိတယ်အဲ့ဒါဘာဖြစ်လို့တော့ဆိုရင်ကိုယ့်ခြေထောက်နဲ့ကိုယ်ရနိုင်အောင်သင်ပေးတာမြန်မာလူမျိုးတွေကတော့အဲ့လိုမဟုတ်ဘူးဒါအများစုကိုပြောတာမြန်မာလူမျိုးအများစုကဒီလိုမဟုတ်ဘူးအမေအဖွေကကြွေးတာပဲထိုင်စားနေကြတာများတယ်ဟောကိုယ်တိုင်စီးပွားလုပ်ဖို့ကြတော့မိဘကလည်းအာမပေးဘူးဖြစ်အဲ့လိုဖြစ်တဲ့အခါကျတော့ဘာဖြစ်တယ်ဆိုမြန်မာလူငယ်လူရွယ်တွေမှာစီးပွားရေးမျက်စိကချို့တက်လာတော့အလုံးမရှိတော့ဘယ်ရောက်သွားတော့ဆိုလက်ဖက်ဆိုင်ရောက်ကြတယ်ဟောလက်ဖက်ဆိုင်ရောက်တဲ့အခါကျတော့လက်ဖက်ချမ်းတောက်ရကနေပြီးတော့ဘာတွေတောက်လာတော့ဆိုအရက်တွေဘာတွေတောက်ကြတာဟောအဲ့ဒီလူတွေဖြစ်ပြီးတော့လူတွေဟာကြီးပွားတိုးတက်မှုတွေတိတ်ပြီးတော့မရှိတော့အဲ့ဒီမှာရင်ကျေးလိမ်မာဆိုပြီးတော့သင်္นานတွေဖွင့်တဲ့အခါမှာရင်ကျေးလိမ်မာဆိုတာဘာတွေဖွင့်တော့ဘုရားဘယ်လိုရှိခိုးရတယ်ဘုရားဘယ်လိုကြောရတယ်ဒီလိုရင်ကျေးလိမ်မာလူကြီးတွေနဲ့ဘယ်လိုပြောရတယ်ဘယ်လိုဆက်ဆံရတယ်38ဖြာမင်္ဂလာတရားတို့ဣတိပိသောတို့ဆိုတာတွေဘာသာရေးနဲ့ပတ်သက်တာတွေသင်ကြားဖို့ချတယ်အရေးမကြီးဘူးလားကြီးပါလားအဲ့တော့အရေးကြီးဆုံးနံပါတ်1ကဘာလဲလို့ဆိုရင်စီးပွားရေးသင်ပေးဖို့လိုအပ်တယ်စီးပွားရေးပြည့်စုံမှဘာသာတရားကိုချင်းတရားစိတ်နေသဘောထားတွေကိုသင်ကြားပေးဖို့လိုအပ်တယ်ဘုံဘုံဒီနှစ်ခုဟာဖြိုင်းတူသင်ရမယ့်ပညာရပ်နှစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဟောတာလူဘဝရောက်လာလို့ရှိရင်တဲ့ပညာမျက်စိ2မျိုးရှိအောင်သင်ကြားပေးချပေးရမယ်ပညာမျက်စိ2မျိုးရှိဖို့လိုအပ်တယ်စီးပွားရှာတတ်တဲ့ပညာမျက်စိကုသိုလ်အကုသိုလ်အကောင်းအဆိုးအကြောင်းကျိုးကိုသိတတ်တဲ့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိအဲ့ဒီအမြင်မျက်စိ2မျိုးလုံးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှသာလေလောကဟာပြည့်ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလိုဆိုတာပေါ့အဲ့ဒီမှာမြတ်စွာဘုရားကပုဂ္ဂိုလ်3မျိုးခွဲပြီးတော့ပြတယ်နံပါတ်1ကဘာတော့ဆိုရင်အမြင်မျက်စိလုံးဝမရှိတဲ့ပုဂ္ဂိုလ်ကတဦးရှိတယ်အမြင်မျက်စိ2ခုစလုံးဘာအမြင်မှမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုအန္တလို့ခေါ်တယ်မျက်စိ2ဖက်လုံးမမြင်ရတဲ့ပုဂ္ဂိုလ်အဲ့ဒီနေရာမှာမျက်စိ2မျိုးဆိုတာစီးပွားရေးမျက်စိလည်းမရှိဘူးဘာသာရေးနဲ့ပတ်သက်တဲ့မျက်စိလည်းမရှိဘူးအဲ့ဒီမျက်စိ2မျိုးလုံးကွဲနေတဲ့ပုဂ္ဂိုလ်အန္တပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီအန္တပုဂ္ဂိုလ်ရဲ့အခြေအနေကိုမြတ်စွာဘုရားကဘယ်လိုဟောတော့လို့ဆိုနော်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေဟာအင်တမဆိုးဝါးတယ်နော်နတ်စေဝဘောဂတထာရူပါသူ့မှာရတဲ့ရတဲ့စီးစိမ်ဥစ္စာဆိုတာလည်းဘာမှမရှိဘူးစီးပွားရေးလည်းမရှာတတ်ဘူးစီးပွားရေးအမြင်မျက်စိကလည်းတစ်ဖက်ကကန်းနေတယ်နတ်စပုံညာနိကုပ္ပတိကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လည်းဘာကုသိုလ်ကောင်းမှုမှမလုပ်တတ်ဘူးဟောစီးပွားလည်းမလုပ်ဘူးကိုချင်းတရားနဲ့ကုသိုလ်တရားလည်းမလုပ်တတ်ဘူးနတ်စေဝဘောဂတထာရူပါနတ်စပုံညာနိကုပ္ပတိဥပယထကလိခာဟောအဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာနှစ်ဖက်စလုံးဆုံးနေတဲ့ပုဂ္ဂိုလ်မျိုးတဲ့စီးပွားလည်းမရဘူးကုသိုလ်လည်းမရဘူးလူဘဝမှာဘာမှအနှစ်သာရမရှိတဲ့အနှစ်သာရကင်းမဲ့နေတဲ့လူဘဝနဲ့သူဟာနေရတဲ့ပုဂ္ဂိုလ်မျိုးဥပယထကလိခာဟောအန္တတဟတသက္ခုနောဘာမြင်မှမရှိတဲ့ပုဂ္ဂိုလ်
မျက်စိနှလုံးကွဲနေတဲ့ပုဂ္ဂိုလ်ဟာအင်တာမသနာစရာကောင်းပြီးတော့ဘဝမှာအဆုံးရှုံးကြီးဆုံးရှုံးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်ဒါကြောင့်မို့လို့လူတိုင်းဟာစီးပွားရေးမျက်စိလည်းရှိဖို့လိုတယ်ကုသိုလ်ရေးနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဓမ္မရေးနဲ့ပတ်သက်တဲ့မျက်စိမျိုးလည်းရှိဖို့လိုတယ်အဲ့ဒီနှစ်ခုလုံးမှမရှိလို့ရှိရင်ဥပယထကလိကဟောစီးပွားရေးဘက်ကလည်းဆုံးရှုံးမယ်ကုသိုလ်ရေးဘက်ကလည်းဆုံးရှုံးမယ်တခါဒီဘဝမှာလည်းဆုံးရှုံးမယ်နောက်ဘဝမှာလည်းဆုံးရှုံးမယ်ဒီလိုအဓိပ္ပာယ်ဥပယထနှစ်ဖက်လုံးလည်းဆုံးရှုံးတယ်နှစ်ဘဝလုံးလည်းဆုံးရှုံးတယ်အရှုံးနဲ့ပဲရင်ဆိုင်ရတဲ့ပုဂ္ဂိုလ်ဘာတစ်ခုမှမျက်မထွက်တဲ့ပုဂ္ဂိုလ်မျိုးလို့မြတ်စွာဘုရားအဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာလည်းလောကမှာရှိနေတယ်နောက်တစ်ခုကြတော့စီးပွားရေးမျက်စိတော့ဖြစ်ရှိပါရဲ့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းလောကမှာရှိစီးပွားရေးမျက်စိအမြင်တစ်မျိုးတည်းသာရှိပြီးတော့ဘာသာတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်အခြေအနေကဘယ်လိုဖြစ်မြတ်စွာဘုရားကအဲ့ဒါကိုရှင်းလင်းပြီးတော့ဟောထားတယ်နော်အထာပရာယံအခါတော်ဧကသက္ခုစပုဂ္ဂလောနော်အမြင်တစ်မျိုးတည်းပဲရှိတယ်စီးပွားရေးအမြင်တစ်ခုတည်းသာရှိတယ်ကုသိုလ်ရေးတို့ဘာသာရေးတို့ဓမ္မရေးနဲ့ပတ်သက်တဲ့အမြင်လုံးဝမရှိဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဘယ်လိုအခြေအနေမျိုးတွေဖြစ်တတ်တော့ဆိုဓမ္မာဓမ္မေနသထောသောဘောဂာနိပရိယေတတိအဲ့ဒီပုဂ္ဂိုလ်မျိုးဟာတဲ့ပစ္စည်းဥစ္စာရှာတော့ပစ္စည်းဥစ္စာရှာတတ်တဲ့မျက်စိရှိသည့်အတွက်ကြောင့်စီးပွားဥစ္စာတော့ရှာပါရဲ့ရှာတဲ့အခါမှာကိုချင်းတရားတို့ဘာသာတရားတို့ဓမ္မရေးရမျက်စိမရှိသည့်အတွက်ကြောင့်တရားတဲ့နီးနေရောမတရားတဲ့နီးနေရောစီးပွားဥစ္စာတွေရှားလာတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကဗမာစကားမှာရှိတယ်လို့ရတာလဲဘာနှဖူးတိုက်တူးဆိုတဲ့ပုဂ္ဂိုလ်မျိုးအမေလည်းမရှောင်ဘူးအဖေလည်းမရှောင်ဘူးဘယ်သူဥစ္စာမှမရှောင်ဘူးသူရမယ်ဆိုရင်ရတဲ့နီးနဲ့ယူတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဓမ္မာဓမ္မေနသထောသောတဲ့ဓမ္မအတ္တမဖြင့်ကောက်ချစ်ဆင်းလဲလာတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာတယ်ဆိုလိုတာကမကောင်းတဲ့နည်းနဲ့လည်းစီးပွားရှာတယ်ကောင်းတဲ့နည်းနဲ့လည်းစီးပွားရှာတယ်ကောင်းတာမကောင်းတာသူ့ဖို့အဓိကမဟုတ်ဘူးရဖို့အဓိကဟောအဲ့ဒါလို့စီးပွားရှာတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာတယ်တဲ့ဒါမျက်စိတစ်လုံးသာရှိတယ်ပေါ့ဒါတွေလားလို့ဆိုတော့သူ့ရဲ့အခြေအနေကဒီတည်းမကဘူးထေယေနကုတကမေနမုတ္တဝါဒေနစုပယံထေယကုတကမ္မမုတ္တဝါဒကုသလောဟောတိတံဃာတုံကာမဘောဂိသမနောသူကပစ္စည်းဥစ္စာရှာဝေစုဆောင်းတဲ့နေရာမှာတော့ဓမ္မကျွမ်းတယ်လို့ဆိုပေမဲ့သူဘာနည်းတွေနဲ့ရှာတာလို့ဆိုထေယခိုးတယ်ဝက်တယ်ခိုးခြင်းဝက်ခြင်းဆိုတဲ့နီးစနစ်တွေကိုအသုံးပြုပြီးတော့ကုတကမ္မကောက်ကျစ်စင်လဲတဲ့နီးတွေနဲ့သူကပတ်စံရအောင်လှုပ်တတ်တယ်ပေါ့မုတ္တဝါဒေနလိန်လေလှည့်စားပြီးတော့စီးပွားရှာတယ်ဒီပုဂ္ဂိုလ်မျိုးဟာအဲ့ဒီလိုနီးတွေနဲ့စီးပွားရှာတာအလွန်တရာမှသူကကျွမ်းကျင်တယ်မဟုတ်တာလုပ်ပြီးတော့စီးပွားရှာတယ်လို့ဒီလိုပြောတာနော်ဒီကနေ့ခေတ်မှာလည်းပဲဂျာနယ်တွေဖတ်ကြည့်မတွေ့ကျင်ဆုံးပဲလိန်ပုံလိန်နီးတွေအများကြီးပဲလိန်ပုံလိန်နီးတွေကအများကြီးရှိတယ်ဒီနေရာတကာမှလို့ပဲဒါခုမှရှိတာမဟုတ်ရှေးတုန်းကတည်းကလည်းရှိတယ်သို့တော့ဒီကနေ့ခေတ်မှာများလာတယ်လို့ပြောအောင်အဲ့တော့အယောင်းဝယ်ကိစ္စနဲ့ပတ်သက်လို့လဲဒီလိုလုပ်တယ်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်လည်းပဲဒီလိုလုပ်တယ်အတုနဲ့အစစ်ရောရောင်းတယ်အတုလုပ်ပြီးတော့ရောင်းတယ်မျိုးစုံပဲအဲ့ဒီပဲဒီအလေးချိန်မမှန်မကန်လှုပ်တာကအစမမှန်မကန်လှုပ်တာတွေကအင်မတန်မှများလာတယ်ပေါ့ခဏခေတ်မှာပတ်စံရပြီးရောဆိုတဲ့လှုပ်တဲ့အလုပ်တွေဟာအလွန်များလာတယ်ပေါ့ဒါတွေဟာဧကစက္ခုလို့ခေါ်တဲ့တစ်ဖက်မြင်ပုဂ္ဂိုလ်တွေကြောင့်အခုလိုဖြစ်လာတာ
စီးပွားရေးမျက်စိတစ်ခုတည်းဆိုရင်မလုံလောက်ဘူးတဲ့စီးပွားရေးမျက်စိရှိလာလို့ရှိရင်ကောက်ကျစ်ဆင်းလဲတဲ့နည်းတွေနဲ့စီးပွားရှာတယ်တလောတော့ကတခါတယောက်ကလျှောက်တယ်ဒီမြန်မာပြည်မှာငှက်တိုက်ဘူးတွေက brand တစ်စိတ်ငှက်တိုက်ဘူးတွေကဈေးကောင်းလာတဲ့အခါကျတော့လာလိန်တဲ့လူတွေအခုပေါ်နေတယ်ဆိုတာကိုတခါလျှောက်သွားတယ်သူလိန်မုံလိန်နီးရလဲအတော်ဟုတ်တယ်သူထဲမှာလည်းပဲ brand ငှက်တိုက်ဘူးတွေကတ်လိုက်ပါလာပြီးတော့အဲ့ဒီငှက်တိုက်ရောင်းတဲ့ဆိုင်ကိုဝင်ပြီးတော့ငှက်တိုက်ဘူးတွေဝယ်တယ်တပူနှစ်ပူဝယ်ပြီးတဲ့အခါမှာသူကများဝယ်မဲ့သဘောပေါ့ပိုက်ဆံကမလုံလောက်လို့ဆိုပြီးတော့ပိုက်ဆံပြန်ယူအောင်မယ်ဆိုအဲ့ဒီသူ့ပါလာတဲ့ဘူးရယ်ဒီကဆိုင်ကတကယ်အစ်အမှန်ရယ်အဲ့ဒီနှစ်ခုပေါင်းရောထည့်ပြီးတော့ပိုက်ဆံအိမ်ပြန်ပြီးတော့ပိုက်ဆံယူလိုက်အောင်မယ်ဒီမှာ1000လောက်2000လောက်တွေငွေချေပြီးတော့သူ့အထုပ်လည်းအဲ့ဒီမှာထားခဲ့တယ်ထားပြီးတော့အိမ်ပြန်ပြီးတော့ပိုက်ဆံယူအောင်မယ်ပိုက်ဆံမလောက်လို့ဆိုပြီးတော့သွားလိုက်တာဒီသူတို့ရှိမှပဲအဲ့ဒီငှက်တိုက်ဘူးတွေကိုလည်းထားခဲ့တယ်မလာနဲ့အဲ့ဒီငှက်တိုက်ဘူးတွေဖွင့်ကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်နေတုံးဆိုငှက်တိုက်ဘူးခွန်တွေနဲ့အထဲထဲကမဟုတ်တာတွေထည့်ထားတာတွေပဲငှက်တိုက်ဘူးအစ်စ်တွေတော့ပါသွားရောနော်အဲ့တော့ဆိုင်ရှင်ကခံလိုက်ရပြန်ဒါတကယ်ဖြစ်နေတဲ့ကိစ္စတွေနော်တကယ်ဖြစ်နေတာကိစ္စတခြားကိစ္စတွေမှာလည်းပဲဒီတိုင်းပဲအဲ့တော့အဲ့ဒါမျိုးကိုမြတ်စွာဘုရားဟောတာထေယေနကုတကံမေနမုတ္တဝါရေနဆိုပြလိန်ညာပြီးတော့ရွှေအစစ်နဲ့အတုစိန်အစစ်နဲ့အတုဆိုတာလို့ရောရောင်းပြီးတော့သွားတာဒီစိန်လက်စွပ်တို့ဘာလို့ဆိုတာလဲမကြားခြင်းအဆုံးပဲဒါစိန်လက်စွပ်ကိုယူပြီးတော့ဝယ်မလို့ဆိုပြီးတော့ဈေးတွေဘာတွေပြောကြည့်ပြီးတော့အတုနဲ့လဲထားခဲ့တာမျိုးတွေလေခဏကြုံကြားရတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေဖြစ်လာတာဒါဧကစက္ခုလို့ခေါ်တယ်ရှေးတုန်းကလိန်မုံလိန်နီးလေးတခုကတော့ဘယ်လိုတော့ဆိုရှေးတုန်းကမုတ်ဆိုးတယောက်ကတောမှသွားပြီးတော့တောထဲကနေဖမ်းလာတာသမင်နှစ်ကောင်ဖမ်းလာတယ်တစ်ကောင်ကအသေးလေးတစ်ကောင်ကအကြီးမြုပ်တယ်ပြီးတော့သမင်ရောင်းမယ်ဆိုတော့လမ်းမှာဘယ်သူနဲ့တွေ့တော့ဆိုအယက်သမားလူလိန်တယောက်နဲ့တွေ့တော့သူကမေးတယ်ဒါဘာလို့ဖို့တော့ရောင်းဖို့လားဆိုဟုတ်တယ်မို့ဆိုကအဲ့ဒီခေတ်ကဈေးရလည်းပေါ်တော့အကောင်အကြီးက2ချက်ကောင်လေးလိုချင်1ချက်လို့ပြောတာ1ချက်လို့ပြောတော့အဲ့ဒီလူလိန်ကအကင်းပါတယ်လေသူ့ထဲမှာအိတ်ထဲမှာပတ်စံစမ်းပြီးတော့ပတ်စံလေး1ချက်ထုတ်ပြီးတော့ကျုပ်အကောင်သေးယူမယ်အကောင်လေးပေးပါဆိုပြီးတော့ပတ်စံ1ချက်ပေးပြီးတော့သမင်ပေါက်စာလေးဝယ်သွားအတော်လေးသွားပြီးတဲ့အခါသူပြန်လိုက်လာပြီးတော့ပြန်ခေါ်တယ်ကျုပ်ကိုအကောင်ကြီးပဲပေးပါတဲ့အကောင်လေးမယူကျင်တော့ဘူးဆိုတော့ဟိုလူကပြောတယ်ပေါ့အကောင်ကြီးလိုချင်လို့ရှိရင်ခင်ဗျာကျုပ်ကို2ချက်ပေးရလိမ့်မယ်ဆိုသူကဘာပြောတော့ဆိုခင်ဗျာဘာပြောတာလဲတဲ့ကျုပ်ခင်ဗျာကို1ချက်ပေးပြီးသားနော်တဲ့ဟိုဟုတ်တယ်လေတဲ့ခင်ဗျာကျုပ်1ချက်ပေးပြီးသားတဲ့ဟောဒီကောင်လေးက1ချက်တန်တယ်တဲ့အဲ့တော့ပေးပြီးသားပတ်စံက1ချက်ဟောဒီအကောင်လေးက1ချက်တန်ဆို2ချက်ဖြစ်သွားရောပေးအကောင်ကြီးဆိုပြီးယူသွားတယ်ဟိုလူကလည်းမတွက်တတ်တော့အဲ့ဒီမှာသူပြောတာလည်းဟုတ်တယ်ဆိုပြီးတော့ခံလိုက်ရတယ်နော်အဲ့ဒီလိုလိန်သွားတာမျိုးတွေကလည်းရှေးတုန်းကတည်းကလိန်ငယ်ဘူးတာတွေရှိတယ်တော့အခုခေတ်တော့ပြောမဆုံးမအောင်ပေါ့အများကြီးပဲလိန်တာတွေရှောက်ပြောလို့ကတော့ကုန်နိုင်မယ်မထင်ဘူးနော်အဲ့ဒါမျိုးကိုဆိုလိုတယ်မြတ်စွာဘုရားကထေယေနကုတကံမေနခိုးလို့ဝတ်လို့တဲ့နည်းနဲ့ကောက်ကျစ်တဲ့နည်းတွေနဲ့ခိုးပြီးတော့စီးပွားရှာတယ်တဲ့ကောက်ကျစ်တဲ့နည်းတွေနဲ့ခိုးပြီးတော့စီးပွားရှာတယ်လို့လိန်ဒီလှိပြားပြီးတော့လည်းပဲစီးပွားရှာတတ်တယ်တဲ့အဲ့ဒီမှာစာပေကျမ်းကမှာဆိုထားတာရှိသေးတယ်နော်တုလာကုတတဲ့ချိန်စင်းလဲမာနကုလချင်းစင်းလဲတို့အင်တမဒီ
လက်လက်ပညာအလွန်ကျွမ်းတယ်စဘာချင်တာတောင်မှပဲရောင်းလို့ရှိရင်တစ်မျိုးဝယ်လို့ရှိရင်တစ်မျိုးချင်တတ်တယ်နော်ရောင်းတဲ့စဘာဆိုလို့ရှိရင်သူကဒီရှေ့မှာပဲတင်းပေါ်မှာပဲတိုက်ချလိုက်တာဟာသူကပညာသားပါပါနဲ့တိုက်ချလိုက်တာရောင်းလို့ရှိရင်သူရောင်းလိုက်တဲ့စဘာကသူကအမြတ်ကြံရတယ်ဝယ်လို့ရှိရင်လည်းပိုရအောင်သူလုပ်တတ်တယ်အဲ့ဒီပညာရတဲ့ရှိတယ်စီတော့ဘာလို့လဲတူတူပဲစီရောင်းဝယ်လုပ်တဲ့အခါမှာလည်းပဲဟောအထဲထဲမှာအပေါက်နဲ့လှုပ်ပြီးတော့ထားတာမျိုးတွေရှိတယ်ပေါ့အဲ့တော့ခုခေတ်မှာတော့အကောင်လုံးပြောရမယ်ဆိုရင်တော့မလွယ်ဘူးเนาะပို့ပြီးတော့ဒီဆက်စီရောင်းတဲ့ဆိုင်တွေဆိုရင်ပို့ပြီးတော့ကျွမ်းကျင်ကြတယ်ပို့ပြီးတော့ကျွမ်းကျင်တယ်အဲ့ဒါကြားဘူးတယ်ဒီဘလောက်ပဲဒီကောင်တာမှာချိန်ပြထားတာဘလောက်ပဲစက်ကနေပြီးတော့ဟိုဘယ်နှလီတာဆိုတာပြထားတာသူတို့လှုပ်တဲ့နည်းနဲ့လှုပ်ထားလို့ရှိရင်သူကတော့ကြမ်းနေတာတခါလာမှာဆိုဘလောက်ကြမ်းတယ်တခါလာမှာဘလောက်ချမ်းတယ်ဆိုအဲ့ဒါနဲ့တချို့မမှန်မကန်လှုပ်တဲ့လူတွေဟာတစ်နှစ်ဆိုရင်သိန်းတော်များများအမြတ်ကြမ်းတယ်ပိုက်သေးကြမ်းတဲ့စီနော်အဲ့ဒါကြောင့်လားမသိဘူးစီဆိုင်တွေပေါ်တာပြောနေတော့ဒါဟိုဖြစ်နေတာကိုပြောပြတာပါဘယ်သူမှအပြစ်ပြောတာမဟုတ်ပါဘူးအဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်ဟိုမြတ်စွာဘုရားရဲ့တပည့်တွေမြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဘုရားဘာသာတွေဆိုလို့ရှိရင်တော့ဒီလောက်လေးတွေတော့မလုံးတဲ့မှုပေါ့တစ်သက်လုံးစားရမယ်ကိစ္စမဟုတ်တာတွေမလုံးတဲ့မှုပေါ့တခြားနည်းနဲ့မှန်မှန်ကန်ကန်ပဲရောင်းတဲ့ဝယ်တဲ့နာတွေပေါ့အဲ့ဒါကိုပြောတာထေယေနကုဒကမ္မေနမုတဝါဒေနစုဗယကုသလောဟောတိတံဃာတုံကာမဘောဂိသမနောဟုတ်တယ်ဟိုဟာတွေအမြတ်ကြံတရားနေအမြတ်ကြံနေရာတိုင်းမှာလိုပဲဒါတွေကရှိဆောက်လို့ရေးကိစ္စတွေမှာဆိုလဲဒီတိုင်းပဲဆိုင်နေနဲ့ပေါင်းထားတယ်ဆိုတာဟိုကြားရတာပေါ့နော်ဘောင်းချာဖြတ်တယ်ဆိုပြီးဘောင်းချာတိုင်းဆိုပြီးတော့လည်းမယုံနေနဲ့ဘောင်းချာကလူကိုယ်တိုင်ဝယ်ရင်တစ်မျိုးရေးပေးတာနော်ဆောက်လို့ရေးကလားဝယ်လို့ရှင်တစ်မျိုးရေးပေးတယ်အဲ့ဒီသွားပြီးတော့ဘောင်းချာသွားဖြတ်ရင်ကိုပဲသူကကိုယ်တိုင်ဆောက်မှလားသူများဆောက်ပေးတာလားဆိုတာရှိတယ်အဲ့ဒီလူတွေဖြစ်နေတာဟုတ်တယ်အဲ့ဒီလူတွေဖြစ်နေတာကိန်းကနန်းဟာလက်တစ်လုံးကြားလေးနဲ့ကိန်းကနန်းတွေကိုလှည့်ပြီးတော့ဟိုဘက်ကယူလိုက်ဒီဘက်ကယူလိုက်ယူနေတာအဲ့တော့အဲ့ဒါတွေဟာခိုးခြင်း25မျိုးထဲမှာပါဝင်ဖြစ်သည့်အတွက်ကြောင့်ဘုရားဘာသာဝင်တွေဟာရှောင်တဲ့နယ်ပေါ့ဒါမျိုးတွေမလုပ်သင့်ဘူးပေါ့အဲ့တော့အဲ့ဒါတွေလုပ်နေမယ်ဆိုလို့ရှိရင်နော်အရိနာဒါနာဝေရမဏိသိက္ခာပရံတမာရိယာမိဆိုတာနေတိုင်းချိုးနေတာနဲ့တူတူပဲပေါ့နော်ရလာတဲ့ပစ္စည်းကလည်းပဲတစ်သက်လုံးစားနိုင်အောင်ရတဲ့ဟာမျိုးမဟုတ်ပါဘူးမစင်မကြယ်ဖြစ်နေတယ်ဘယ်ညာပဲဖြစ်ဖြစ်ကိုရတဲ့ပစ္စည်းကိုစားတဲ့ပစ္စည်းဟာစင်စင်ကြယ်ကြယ်ဖြစ်ရင်အမြဲတမ်းကောင်းတယ်တရားမင်းကြီးကဝေဇန္တာဒီဗိမာန်ကြီးကနေပြီးတော့ထွက်လာပြီးလူပြေဘက်ကိုလှည့်ပြီးတော့လက်ဦးချီတယ်တဲ့ပထမလက်ဦးချီတာဘယ်သူကိုလက်ဦးချီတာတုံးဆိုဖယားကိုလက်ဦးချီဒုတိယလက်ဦးချီတာတော့တရားကိုလက်ဦးချီတယ်တတိယလက်ဦးချီတာကသံဃာတွေကိုလက်ဦးချီတယ်စတုထတစ်ကြိမ်လက်ဦးချီတာကြတော့ဘယ်သူကိုလက်ဦးချီတာတုံးဆိုအခုလိုဗုဒ္ဓအလိုကြလူဘဝမှာဖော်ဆောင်ပြီးတော့ကောင်းရောင်းကောင်းဝယ်စီးပွားရှားနေတဲ့ပုဂ္ဂိုလ်တွေကိုလက်ဦးချီတာတဲ့အဲ့ဒီထဲမှာဓမ္မေနဒါရံပောတင်တိတေနမတ္တမိမာတလိဆိုတဲ့အထဲမှာရေကဟထပုံညကရာသီလဝန္တောဥပဒကဓမ္မေနဒါရံပောတင်တိတေနမတ္တမိမာတလိငါတခြားလူတွေကိုလက်ဦးချီတာမဟုတ်ဘူးကိုချင်းတရားကောင်းပြီးတော့တရားဓမ္မအတိုင်းကျင့်ကြံကြိုးကိုအားထုတ်နေကြတဲ့ဥပဒကာတွေဟာတဲ့ဒုစရိုက်ကိုရှောင်ပြီးတော့သူစရိုက်နဲ့ပဲသားမယားတွေကိုကျွေးမွေးနေကြတဲ့ပုဂ္ဂိုလ်တွေ
ကောင်းရောင်းကောင်းဝယ်လုပ်နေကြတဲ့မိသားစုတွေကိုငါလက်ဟုတ်ချီတာပါလို့ဒီလိုပြောရတယ်အဲ့တော့ဒီကနေ့မှာတရားမင်းကြီးလက်ဟုတ်ချီရမယ့်လူများရှိသေးလားတော့မသိဘူးပေါ့နော်အဲ့တော့ဗုဒ္ဓရဲ့အလိုတော်ကြဒီလူဘဝကိုဖော်ဆောင်မှုအမှန်တမ်းအရေးကြီးတယ်အဲ့တော့အာရိဏဒါနလည်းရှောင်ရမယ်မုဒ္ဒဝါဒလည်းရှောင်ရမယ်အဲ့တော့မရှောင်တော့ဘာဖြစ်လာလဲဆိုခုနဤတောသောနိရယံခန္ဓဝါဧကသက္ခုဝိဟညတိအေးစီးပွားရေးမျက်စိတစ်မျိုးတည်းသာရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ဒီဘဝကနေပြီးတော့အပင်ငရဲကြပြီးပင်မဆင်းရဲရတာနဲ့ကြုံရလိမ့်မယ်လို့ဟောမြတ်စွာဘုရားဒီလိုဟောတာနော်မမကန်နဲ့လှုပ်ပြီးတော့ဒုစရိုက်လုပ်ငန်းတွေနဲ့အသက်မွေးနေလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဤတောသောနိရယံကံတော်ဒီဘဝကနေပြီးတော့နောက်ငရဲမှာဖြစ်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံရလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်အဲ့ဒီမှာနောက်ဆုံးပုဂ္ဂိုလ်တယောက်ကြတော့အမြင်မျက်စိ2မျိုးရှိတယ်အဲ့ဒီအမြင်မျက်စိ2မျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဒွိစက္ခုပဏအခါတော်သစ်ထောပုရိသပုဂ္ဂလောလောကမှာပညာမျက်စိအမြင်2မျိုးရှိတယ်စီးပွားလဲရှာရတဲ့စီးပွားရှာရတဲ့ပညာမျက်စိကိုချင်းတရားဆိုတဲ့ကုသိုလ်ရေးမျက်စိကနေပြီးတော့ထိမ့်သိမ်းဆော့ရှောက်ထားတယ်အဲ့တော့စီးပွားလဲရှာရတဲ့တရားနဲ့ပတ်သက်တဲ့မျက်စိလည်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူကပညာမျက်စိအမြင်2မျိုးရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်လူလောကမှာဘဝမှာဖော်ဆောင်ရင်ပညာမျက်စိအမြင်2မျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့အမတန်မှအရေးကြီးတယ်။ဒါကြောင့်မို့မြတ်စွာဘုရားကဒိသက္ခုပဏအခါတော်သစ်ထောပုရိသပုဂ္ဂလောပညာမျက်စိအမြင်2မျိုးစလုံးရှိရင်အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်တယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဘာတော့ဓမ္မလတ္တိဟိဘောဂေဟိဥဋ္ဌာနာဓိကတံတဏဒီသူကပစ္စည်းဥစ္စာရှာတဲ့အခါမှာခုနလိုလိန်ညာတာတို့ကောင်းကျစ်တာတို့မတရားတဲ့နည်းနဲ့လှုပ်တာတို့ဒါမျိုးတွေတခုမှမလုပ်ဘူးတဲ့ကိုချင်းတရားမပြစ်ပြားတဲ့လမ်းကြောင်းနဲ့စီးပွားရှာတယ်လုံလဝိရိယနဲ့ကြိုးကြိုးဆာဆာစီးပွားရှာတယ်ဓမ္မလတ္တိဟိဘောဂေဟိအဲ့ဒီလိုပစ္စည်းမျိုးတွေကိုသာသူကစနစ်တကျရှာပွေတယ်ပေါ့မဟုတ်တာမလုပ်ဘူးကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့စီးပွားရှာတယ်အဲ့ဒါလို့စီးပွားရှာပြီးဘာလုပ်တုံးဆိုတဒါတိတိဋ္ဌသင်္ကပ္ပောကောင်းမြတ်တဲ့အတွေးအကြံတွေစိတ်ကူးဉာဏ်တွေအမှန်တမ်းကောင်းတဲ့အဲ့ဒီအမြင်မျက်စိ2ခုရှိတဲ့ပုဂ္ဂိုလ်ဟာတဒါတိတိဋ္ဌသင်္ကပ္ပောအဗျကမာနသောနရောကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့ရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့တဲ့ပေးတယ်ကမ်းတယ်လှူဒန်းတယ်ထောက်ပံ့တယ်စီးပွားရှာထားပြီးပြီဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာစီးပွားရေးမျက်စိရှိလို့စီးပွားရပြီကိုချင်းတရားမျက်စိရှိလို့ကုသိုလ်တရားတွေဖြစ်ပွားအောင်လုပ်တယ်ကောင်းရောင်းကောင်းဝယ်လုပ်တယ်ကောင်းတဲ့နည်းနဲ့စီးပွားရလာပြီဟုတ်ပြီရလာတဲ့ပစ္စည်းဥစ္စာတွေကိုဘယ်လိုအသုံးချသလဲဆိုရင်မြတ်စွာဘုရားဟောထားတယ်အတ္တနံဒုက္ခေတိပိနေတိကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ကိုချမ်းသာအောင်နေတယ်လှအောင်ဝတ်တယ်ဝအောင်စားတယ်ကောင်းကောင်းနေတယ်နော်ကိုရှာထားတဲ့ပစ္စည်းကသုံးတယ်စနစ်တကျသုံးတယ်လို့ဒီလိုဆိုလို့တယ်ဟောမိမိကိုယ်ကိုချမ်းသာအောင်ထားတယ်မိမိကိုယ်ရင်ချမ်းသာအောင်ထားတာမဟုတ်ဘူးမာတာပိတရောဒုက္ခေတိပိနေတိနှစ်ဖက်မိဘတွေကိုလည်းပဲချမ်းသာအောင်ထားတယ်ကြွေးမွေးတယ်စောင့်ရှောက်တယ်ဒါပစ္စည်းဥစ္စာကိုစနစ်တကျအသုံးချဖို့ဒါတွေမကဘူးပုဒ္ဒဒါရကာမကရပောရိတိဒုက္ခေတိပိနေတိတဲ့ကိုယ်အိမ်သူအိမ်သားတွေချမ်းသာအောင်ထားတယ်ကိုယ်လုပ်ငန်းမှာလုပ်ကြတဲ့အလုပ်သမားတွေကိုချမ်းသာအောင်ထားတယ်ထောက်ပံ့ပေးထားတယ်မိတ္တမစ္စေဒုက္ခေတိပုနေတိမိတ်ဆွေတွေပေါင်းသင်းနေလွှတ်တဲ့အခါမှာကူညီပေးတယ်ဒါရလာတဲ့ပစ္စည်းကိုအခုလို့စနစ်တကျသုံးတယ်ပြီးတဲ့အခါကျတော့ဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်တယ်တဲ့လှူဒန်းတယ်ထောက်ပံ့တယ်
လိုအပ်တဲ့ပုဂ္ဂိုလ်တွေလူဒန်းတယ်ထောက်ပံ့တယ်ဆိုတဲ့နေရာမှာဒီလူမှုရေးနဲ့ပတ်သက်တဲ့လှူတာပဲဖြစ်စေခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေလှူတာပဲဖြစ်စေလှူဒန်းမှုတွေကိုဘာသာရေးနဲ့ပတ်သက်ပြီးတော့လှူတာပဲဖြစ်စေအဲ့ဒါလို့လှူဒန်းမှုတွေကိုပြုတယ်အဲ့ဒါကိုရည်ညွှန်းပြီးတော့ဆိုတာတဒါတိတစ္ထသင်္ကပ္ပောမြင့်မြတ်တဲ့အတွေးအကြံတွေရှိတဲ့ဒီပုဂ္ဂိုလ်ဟာပေးတယ်ကမ်းတယ်ကိုရှာလို့ရထားတဲ့ပစ္စည်းဥစ္စာတွေအလားတမဖြစ်စေဘူးလှူဒန်းပေးကမ်းသွားအဲ့ဒါလို့လှူဒန်းပေးကမ်းလို့ကုံသွားတဲ့အကုံဟာသုံးလို့ကုံတာနဲ့တူတူပဲတဲ့ဖြုံးလို့ကုံတာမဟုတ်ဘူးအမြတ်တွေကျန်တယ်လို့ဒီလိုဆိုလိုတယ်နော်ပစ္စည်းဆိုတာမသုံးရဘဲနဲ့ကုံတာမှကုံတယ်လို့ခေါ်တယ်ဖြုံးလို့ကုံတာမှကုံတယ်လို့ခေါ်တယ်စနစ်တကျအမေဖေကျွေးလို့မကုံဘူးသားသမီးတွေကျွေးတယ်မိတ်ဆွေသင်္ကားတွေထောက်ပံ့တယ်ဒါနကောင်းမှုလုပ်တယ်အဲ့ဒါလို့ကုံခြင်းဟာကုံတယ်လို့မခေါ်ရဘူးသုံးတဲ့နေရာမှာသုံးတယ်လို့ဒီလိုပဲဆိုတယ်နော်သုံးတဲ့နေရာမှာသုံးတာအပြက်ကမာနသောနရောစိတ်ထားတည်ငြိမ်ပြီးတော့ဥပေတိဗတ္တကံဌာနယထခန္ဓဝါနသောစတိဒီဘဝမှာလည်းကြည့်မယ်ဆိုလို့ရှိရင်ပညာမျက်စိလည်းဒီစီဝါရေးပညာမျက်စိလည်းရှိတယ်ကိုချင်းတရားနဲ့လည်းမျက်စိရှိတယ်ဆိုစီးပွားကိုကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီးပွားနဲ့ထိန်းအပြန်အလှန်ထိန်းညှိထားသည့်အတွက်ကြောင့်ကိုချင်းတရားလည်းမပြည့်စည်ဘူးစီးပွားရေးလည်းမပြည့်စည်ဘူးဆိုပါတော့စီးပွားရေးတော့ရှိပါတယ်ကိုချင်းတရားမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာလေစီးပွားတက်လာတာကိုအကြောင်းပြုပြီးကိုချင်းတရားလည်းပြတ်တတ်တယ်ပေါ့ကိုချင်းတရားနဲ့မထိန်းဘူးဆိုလို့ရှိရင်စီးပွားရေးဟာလည်းပြတ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့စီးပွားကိုကိုချင်းတရားနဲ့ထိန်းကိုချင်းတရားကိုစီးပွားနဲ့ထိန်းဆိုပြီးတော့အခုလို့ထိန်းသိမ်းဆောက်ရှောက်ခြင်းဖြင့်သာလေဒီကြီးပွားတိုးတက်နိုင်တယ်အဲ့ဒီလိုပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒီလိုပညာမျက်စိအမြင်နှမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာဥပေတိဗတ္တကံဌာနယထခန္ဓဝါနာသောစတိဘယ်နေရာရောက်ရောက်မစိုးရင်ရတဲ့နေရာမျိုးဒီဘဝမှာလည်းတိုးတက်တယ်နောက်ဘဝမှာလည်းကောင်းရသူတိရောက်တယ်ဆိုတဲ့ဒီလိုအကျိုးတရားတွေကိုရရှိနိုင်တယ်လို့မြတ်စွာဘုရားကအန္ထသုတ်တံမှာဒီလိုဟောထားတာဖြစ်ပါတယ်အေးဗုဒ္ဓအလိုတော်ကြောင့်လူဘဝကိုဖော်ဆောင်ရမယ်ဆိုလို့ရှိရင်တို့တွေဟာလူဘဝရလာပြီဆိုလို့ရှိရင်စီးပွားရေးပညာမျက်စိရှိအောင်တို့တွေသင်ယူကြရမယ်စီးပွားရေးရအောင်ကြိုးစားအထောက်ကြရမယ်အဲ့ဒီစီးပွားရှာတဲ့အခါမှာလည်းပဲကိုချင်းတရားမပြတ်တဲ့စီးပွားကိုချင်းတရားကောင်းမှုတဲ့ပုံမှာအခြေခံပြီးတော့ရလာတဲ့စီးပွားဥစ္စာကိုသာလေတို့တွေဟာမျက်မျက်နှိုးနှိုးရှာဖွေကြမယ်လို့ကိုချင်းတရားကိုလည်းတန်ဖိုးထားခြင်းစီးပွားဥစ္စာကိုတန်ဖိုးထားသလိုကိုချင်းတရားကိုလည်းတန်ဖိုးထားပြီးတော့ပညာမျက်စိအမြင်နှမျိုးကြည့်ပြီးတော့ဘဝတစ်ခုမှာဖော်ဆောင်သွားမယ်ဆိုလို့ရှိရင်ဗုဒ္ဓအလိုတော်ကြဘဝကိုဖော်ဆောင်ခြင်းပဲဖြစ်တယ်